ကဲဒီရက်ပိုင်းကျွန်တော် shotgun နဲ့ train တာဆိုတော့ကျွန်တော် shotgun နဲ့ 1vs4 ဖြုတ်ပြမယ်ကဲချင်းကိုတို့တစ်ချက်ပဲကြည့်လိုက်တာကျွန်တော်ကဒီနားမှာနေနေဆိုတော့အဲ့ကောင်မသိဘူးကျွန်တော်နှောလိုက်တာဟိုကောင်ကကျွန်တော်အပေါ်ကနေထင်တာဘေးဟုတ်မလဲအောက်ကနေလာတာရောက်ကြီးကျွန်တော်ကဟိုကောင်တွေးလျှော့လိုက်တော့သူ့လူကဟဲ့အောင်လာကေဆိုမှပြောနေတယ်အဲ့နဲ့နောက်တစ်ကောင်တက်လာတယ်အဲ့နဲ့ကျွန်တော်ချောင်းကြည့်လိုက်တယ်ဟောခုံလာတယ်ဟိုဘေးနဲ့တူတယ်နော်အဲ့ခုံလာတဲ့အကွက်ကအလဲစားတာပါကဲဆိုတော့ကျွန်တော်၃ကောင်တော့နှော့ပြီးသွားပြီဆိုတော့နောက်ဆုံးတစ်ကောင်ပဲကြံတယ်နောက်ဆုံးတစ်ကောင်ပဲကြံတဲ့အချိန်မှာဟိုကောင်က suicide လုပ်တော့အောင်နော်တိတ်ခံသွားတယ်အောက်မှာဘာညာပေါ့ကွာဒီကောင်ကလည်းမာမီဆက်နေဆိုတော့ကျွန်တော်လေးရှိန်တာပေါ့ဒီကောင်အဲ့နဲ့ဒီကောင်ကလည်းအော်ဖြတ်ပြေးတယ်ဗျာကျွန်တော်ပြစ်တယ်မထိဘူး shotgun နဲ့ကျွန်တော်ဒါမြန်မာလိုကြီးပဲကျွန်တော်တက်ပြီးမှအိမ်ပေးလိုက်ပါတယ်ဆိုတော့ခုနဘေးကကျွန်တော်ဗတ်တမအုပ်ဆုံးတေသွားတဲ့ဘေးကသူပြန်ဆင်းလာတယ်ပေါ့နော်ပြန်ဆင်းလာတော့ဘေးရမလဲကိုကလည်းတီးမယ်ပေါ့တီးမယ်ဖြုတ်မယ်ပေါ့အဲ့နဲ့ကတ်သွားတယ်ဗျာအဲ့ကျွန်တော်တီးပေးလိုက်တယ်ဖုံဆိုတီးပေးလိုက်တယ်ဒါတော့ကျွန်တော်ဒါခုံစင်းလာမှာပေါ့နော်မြောက်ကလေးတွေဘေးရမလဲဒါတော့ကျွန်တော်1vs2 လေးပါဆိုတော့ဒီကောင်ကကျွန်တော်ပြစ်ဖို့တွားနေရင်းနဲ့တန်းလာနေပဲဟိုကောင်ကောင်းနေထွက်နေကျွန်တော်အိမ်ပေးလိုက်ပါတယ်ဆိုတော့ဒီရှေ့မှာဒီကောင်ရှိတယ်ဆိုတော့ကျွန်တော်သတင်းရထားတယ်တင်းရတော့ကျွန်တော်ပြန်တဲ့ဟာနဲ့လိုက်ကြည့်တယ်ဘယ်နားမှာလဲဆိုတော့မသိဘူးအဲနဲ့အောက်ထပ်မှာတော့ရှိတယ်အပေါ်မှာဟိုဘက်မှာဖြစ်သွားလို့မရဘူးဟိုဘက်ကနေဂန်းနဲ့ပစ်နေတယ်ဒီကောင်တော်ပြေးမြန်တယ်ဒီလားကျွန်တော်ရဲ့အိမ်ကဒီကောင်လိုက်မမီဘူးဒီကောင်တော်ပြေးမြန်တယ်ဟိုဘက်ပြေးတော့ပြန်ပြီရောက်အေးအပေါ်မှာပြန်ပြေးတော့ပြန်ပြီဒီကောင်တော်ဖြစ်နေတာ shotgun နဲ့ထုမယ်ကွာဆိုမှကျွန်တော်တက်သွားတာ shotgun ကကြီးထိုးနေပါတယ်ငါလူတွေမှပဲအဲ့ဒါနဲ့ကျွန်တော်လည်းဒီဘေးကိုဟိုဟာနဲ့ကတ်တဲ့ဟာနဲ့ကတ်လိုက်တယ်ပေါ့နော်ကတ်လိုက်တယ်ကျွန်တော်အိမ်နားမှာရှိမယ်ထင်တယ်ဟိုကောင်ကမိုးပေါ်မှာပြန်တော့ကျွန်တော်မသိဘူးအပေါ်မှာဒီကောင်ကပတ်တီးလိမ့်နေကျွန်တော်သဘောပေါက်တော့ဒီကောင်ဟိုအပေါ်မှာပဲပတ်တီးလိမ့်နေဆိုမှကျွန်တော် shotgun နဲ့ဟေးအောင်ကျွန်တော်တစ်ချက်သေးပါပဲကျွေးလိုက်ပြီ